နောက်တနေ့မနက်တွေခိုင်သည်မိသူကမှဂရုမဆိုင်နိုင်တော့ပဲကလင်းနီယာကိုလက်ဆွဲကရက်ကွက်ထိပ်ရှိကုံစုံဆိုင်တို့တဟုန်ထိုးပြေးထွက်ခဲ့သည်တူမ၏မျက်နှာမှာတွေးမရှိတော့ပဲဖြူဖြော့နေသည်မျက်လုံးများမှာလည်းကြောက်ရွံ့မှုကြောင့်ပြူးကျဲနေသည်ဆိုင်ရှင်အမျိုးသမီးကြီးကခိုင်ကိုမြင်သည်နှင့်ဘာဖြစ်လာသည်ကိုရိပ်မိပုံရသည်အတော်ကြီးခိုင်တောင်းပန်ပါတယ်အမှန်တိုင်းဖြိုးပြပေးပါအဲ့ဒီအိမ်မှာဘာတွေဖြစ်ခဲ့တာလဲခိုင်တို့မိသားစုတေးရတော့မယ်တော်ကြီးရဲ့ခိုင်ကဆိုင်ရှင်ကြီး၏လက်ကိုဆွဲပြီးငိုယိုကားတောင်းပန်တော့မှအမျိုးသမီးကြီးကဘေးဘီကိုကြည့်ပြီးတက်ပြန်အရွှေကြီးချလိုက်သည်သူမသည်ဆိုင်တကားကိုအနှဲငယ်စိတ်လိုက်သည်ခိုင်ကိုအနားကိုခေါ်လိုက်သည်လွန်ခဲ့တဲ့10နှစ်လောက်ကပေါ့သမီးရဲ့အဲ့ဒီအိမ်မှာအိမ်ပိုင်ရှင်အမျိုးသားကြီးနဲ့သူ့ရဲ့ညီမလေးတယောက်နေခဲ့ကြတယ်အဲ့ဒီညီမလေးကအရန်ချောဒီအေးစစ်နေတတ်တာဒီနေ့တော့အဲ့ဒီအိမ်ကိုပြန်ပြင်ဖို့ renovation အတွက်ကိုအလုပ်သမားအချို့ငှားလိုက်တယ်အတော်ကြီးအတန်းကတုံကြီးလာသည်ခိုင်ဒီအသက်ရှူပင်မေ့ပြီးနားထောင်နေမိသည်အလုသမားနေထဲမှာဇယိုင်းမကောင်းတဲ့လူအချို့ပါလာခဲ့တယ်အင်းရှင်အကိုကြီးအပြင်သွားနေတဲ့အချိန်မှာအဲ့ဒီလူယုံမာတွေကညီမလေးကိုအိမ်ပေါ်မှာပဲအနိုင်ကျင့်ပြီးရဲရဲဆက်ဆက်တပ်ပတ်ခဲ့ကြတယ်သူတို့ကအလောင်းကိုဖျောက်ဖို့အတွက်အပေါ်တန်းမျက်နှာချက်ကြားထဲနာဝက်ထားခဲ့ကြတာအနံ့တွေထွက်လာတော့မှလူတွေတိကြရတာပေါ့ခိုင်ကြော်ရောထဲမှာစိန့်ခနဲ့အေးဓာတ်ကပြန့်နှံ့သွားသည်မျက်နှာချက်ပေါ်ကတရွတ်ကြိုက်ဆွဲတန်းပုတ်တိုးသည့်အနံ့ဈေးလီနဲ့စူညမ်းတန်များအရာအလုံးသည်ထိုးလေးကဖြစ်ပျက်ခဲ့သည့်ဒရမာဇက်လန်စုကြီး၏အစအနများပင်ထက်သည်သူခမမကျွတ်မလွတ်ပဲအဲ့ဒီအိမ်မှာပဲရှိနေရှာတာအဲ့ဒီအိမ်ကိုငားတဲ့လူတိုင်းတပတ်ထဲမပုံမနေနိုင်ကြဘူးအခုတမီးတို့မိသားစုကအကြဆုံးပဲအဲ့ဒီမိန်းကလေးကဈေးလိမ်နှံ့ကိုအယမ်းမုန်းတာတတ်သွားတဲ့လူတွေကဈေးလိမ်တုတ်တဲ့လူတွေမို့လို့တယ်အဲ့ဒါကြောင့်ဈေးလိမ်နှံ့ရရင်သူကပိုးကြီးတောင်းချမ်းတတ်တယ်ခိုင်ဒီဆိုင်ရှင်ကြီးဤစကားကိုကြားပြီးတော့ကိုကိန်းဤမျက်နှာကိုပြီးနေလိုက်ကိုကိန်းကဈေးလိမ်မတောက်တော့တဲ့သူ့ရဲ့အလုပ်ခွင့်ဖြစ်တဲ့ဟိုတယ်မှာဈေးလိမ်နှံ့များကသူ့ရဲ့အဝတ်အစားတွေဆွဲပါလာတတ်တယ်ဒါကြောင့်လေကိုကိန်းပြန်လာတဲ့အတန်ကိုကျဲလာရချင်းဖြစ်ပြီခိုင်ဒီကလေးတွေကိုဆွဲကအိမ်တို့အမြန်ပြန်လာခဲ့သည်သူမဤစိတ်ထဲတွင်ဒီနေ့ပဲဆင်းရတယ်လို့ဆုံးဖြတ်ထားသည်အိမ်ထဲသို့ရောက်သည်နဲ့သူမမြင်လိုက်ရသည်မှာအလုတ်ကစောစောပြန်ရောက်နေတဲ့ကိုကိန်းပဲဖြစ်သည်ကိုကိန်းဒီဆိုဖာပေါ်မှာထိုင်နေတော့လဲသူ့ရဲ့မျက်နှာမှာထုံးရိုက်ထားသလိုဖြူဖြော်နေသည်တကိုယ်လုံးနဲ့တုံရည်နေသည်ကိုကိန်းဘာဖြစ်လာတာလဲကိုကိန်းကခိုင်ကိုမောက်ကြည့်လိုက်သည်သူ့ရဲ့မျက်လုံးထဲမှာခိုင်တခါမှမမြင်ဘူးသည့်ထိတ်လန့်မှုကြီးကိုမြင်လိုက်ရသည်ခိုင်ကိုအခုလေးချင်းမြင်လိုက်တယ်ကိုကိန်းကအပေါ်တက်လေသားဘက်ကိုလက်ညှိုးတုံရီနဲ့ထိုးပြတော့သည်ကိုအိမ်ထဲဝင်ချင်းရေချိုးခန်းနဲ့သားမလို့လောက်တော့လေသားထိတ်မှမိန်းကလေးတယောက်ရပ်နေတယ်သူ့အဝတ်အစားတွေကစုပ်ပြတ်နေပြီးတကူးလုံးသွေးတွေနဲ့သူကကိုစိုက်ကြည့်ပြီးထွက်သွားကြငါအိမ်ကထွက်သွားကြလို့အတန်ကြီးနဲ့အော်လိုက်တာပြီးတော့သူကမျက်နှာချက်သေးကိုပြောက်သလိုတိုးဝင်သွားတယ်ခိုင်းကိုကိန်းဟိစကားကြောင့်ခိုင်းဒီဆိုင်ရှင်းကြည့်ပြောပြသည့်အကြောင်းအရာတွေကိုကိုကိန်းကအကုန်ပြန်ပြောပြလိုက်တော့သည်ကိုကိန်းဒီအမှန်တရားကိုသိလိုက်သည့်အချိန်မှာဘာမှပြန်မငင်းနိုင်တော့ဘူးခိုင်းတို့အခုချက်ချင်းဆင်းမယ်ပစ္စည်းတွေကစပေါ်နေတွေကိုဘာမှမနှမျောနဲ့တော့အသက်ရှင်ဖို့ကပိုအရေးကြီးတယ်ကိုကိန်းကပြောဆိုနဲ့အဝတ်အစားအချို့ကိုအမြန်ထပ်ပို့လိုက်သည်ဒါပေမဲ့သူတို့အပြင်သို့ထွက်ရန်ပြန်လိုက်သည့်အချိန်မှာအင်းရှိတကာကြီးကဘုံကနေအလိုလိုပိတ်သွားသည်ဂျက်တွေကလည်းအတခုချင်းအလိုလိုကျထားတော့သည်အပေါ်တက်မှာဟီဆိုသည်စူးရလာသည့်ရဲတန်းကြီးကတအိမ်လုံးပဲ့တန်းထပ်သွားသည်မျက်နှာချက်မြတ်ကလည်းပျောက်ကျတော့မဲ့တုံခါနေတော့သည်